မင်္ဂလာပါ English with နေ့စီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုမှ Rose ကိုစာကြည့်ရကြိုဆိုလို့ရှင်တော့မိတ်ဆက်ပြီးမယ်နော်ကျွန်မနာမည်က Rose ပါဒီ YouTube channel လေးမှာအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက်အခြေခံကြားတဲ့အင်္ဂလိပ်စာသင်ခန်းစာလေးတွေကိုတင်ပြနေတဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့တော်တော်များများကလည်းပဲအင်္ဂလိပ်စာကိုလေ့လာနေကြတယ်ဒါပေမဲ့ပို့ပြီးတော့စီးစနစ်ကြကြနဲ့ပို့ပြီးထိထိရောက်ရောက်လေ့လာနိုင်ဖို့အတွက်သင်ခန်းစာလေးတွေကိုတင်ပေးပြီးတာနဲ့လေ့ကျင့်ဖို့အတွက်လေ့ကျင့်ခန်းလေးတွေပါတယ် PDF file လေးတွေကိုပါတိကျပြင်ပေးထားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှထိထိရောက်ရောက်နဲ့စနစ်တကျလေ့လာနိုင်မှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာတော့ကျောင်းသားတော်တော်များများညီငွေတယ်လို့ထင်ရတော့တဲ့သင်ခန်းစာကိုပြောအောင်သင်ပေးမှာဖြစ်ပါတယ်။ဆိုတော့ဘယ်လိုသင်ခန်းစာမျိုးဖြစ်မလဲ grammar တခြားလေးလိုက်ကြည့်ဖို့တော့ပါမယ်။ Okay ဆိုတော့သင်ခန်းစာလေးကိုစလိုက်အောင် Theory is a teacher. Theory is kind. ဆိုတော့ဒီမှာမူမမှန်တာပါတွေ့ရတယ်theory ဆိုတဲ့နာမည်ကိုနှစ်ခါသုံးထားရပေါ့နော်အဲ့တော့နှစ်ခါသုံးတယ်ဆိုလို့ရှိရင်ပြင်းစရာကြီးဒါကိုထပ်ခါကြားနေရဆိုတော့သူ့အစားကိုသုံးတဲ့စကားလုံးလေးကိုထည့်လိုက်မယ် theory is a teacher she is kind အဲ့ဆိုလို့ရှိရင်ပုံမကောင်းတော့ဘူးလား okay အဲ့လိုမျိုးဒီနာမည်တစ်ခုခုအစားသုံးလိုက်တဲ့စကားလုံးလေးကိုနာမ်စားဆိုပြီးတော့ခေါ်တယ်ဆိုပြီးတော့ဒီနေ့သင်ခန်းစာကနာမ်စာအကြောင်းကိုကြည်ကြည်ပြည့်ပြည့်နဲ့လေ့လာရမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ subject pronoun subject ဆိုတဲ့အတိုင်းစာအကြောင်းရဲ့ရှေ့ဆုံးမှာရှိတဲ့စကားလုံးလေးတွေပေါ့နော်ဥပမာဆိုလို့ရှိရင် I am a student she is my friend they are happy ဆိုတော့အချင်းချင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင် I we you they he she itအဲ့ဒီစကားလုံးတွေအားလုံးက subject pronoun ဖြစ်ပါတယ်။နောက်တစ်ခုကတော့ object pronoun တွေပါ object pronoun ဆိုတဲ့အတိုင်း object နေရာမှာရှိတဲ့နာမ်စားလေးတွေပေါ့နော်။ဥပမာဆိုရင် I like her her ဆိုတဲ့ဟာလေးက object pronoun ဖြစ်ပါတယ်။ရှိက I ဆိုတော့ကဘာဖြစ်မှာလဲ subject pronoun ဟုတ်ပါတယ်။ဟုတ်ပါပြီနောက်တစ်ဥပမာလေးဆက်ကြည့်အောင်ပါ The teacher helps me the teacher helps me can you call themဆိုတာက object pronoun ဖြစ်ပါတယ်နောက်တစ်ခုကတော့ possessive adjective ကိစ္စတော့ pronoun သင်ခန်းစာမှာဘာလို့မို့ adjective ဆိုတာကပါနေတာလဲစဉ်းစားကြပါဦးခဏလေးဆောင်မယ်နော်ရှင်းပြပါမယ်အရင်ဆုံး possessive adjective ကိုအရင်ကြည့်အောင်ပါ this is my book ဒါကကျွန်တော်ရဲ့စာအုပ် my this is my book my ဆိုတာက possessive adjective ဖြစ်ပါတယ်။ဆိုတော့ possessive adjective လို့ဘာလို့ခေါ်တာလဲဘာလို့မို့ pronoun မဟုတ်တာလဲအဲ့ဒါလေးကိုတစ်ချက်ပြန်ကြည့်အောင်နော်ဆိုတော့ pronoun ဆိုတာကတစ်ခုခုကိုထပ်ခါမသုံးချင်တဲ့အတွက်အစားသုံးလိုက်တဲ့စကားလုံးကို pronoun လို့ခေါ်တာဟုတ်တယ်နော်ဒီစာကြောင်းလေးကြည့်အောင်ပါ This is Nancy's book. This is her book. ဆိုတော့ဒီနေ့မှာဆိုရင် Nancy နေရာမှာ her ဆိုတဲ့စကားလုံးလေးနဲ့အစားသုံးလိုက်တယ်။အဲဒါကြောင့်မို့လို့ her ဆိုတဲ့စကားလုံးကိုနာမ်စားထဲမှာထည့်လိုက်တာပါ။ပြီးဘာလို့မ adjective လို့တက်လိုက်တာလဲပေါ့နော်။ဘာလို့လဲဆိုတော့ her ဆိုတဲ့စကားလုံးကသူ့တစ်လုံးနဲ့ဆိုလို့ရှိရင်မပြည့်စုံဘူး။နောက်က noun လေးလိုက်ပေးရတယ်။ her book her blouse her pen အဲ့လိုမျိုးလေးလိုက်ပြရပေါ့နော်အဲ့တော့ဒီနာမ်တစ်ခုခုကိုအထူးပြုထားတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့် adjective ဆိုပြီးတော့မှနာမည်တက်ထားပါတယ်အဲ့တော့ဒီ possessive adjective က pronoun ထဲမှာပါသွားတာဖြစ်ပါတယ် okay နောက်တစ်ခုက possessive pronoun ဖြစ်ပါတယ်အဲ့တော့ this is my book ဆိုပြီးတော့မသုံးတော့ဘူး this is mine this is mine အဲ့လိုမျိုးပေါ့နော် this is hers this is hers ဒါသူမအရာသူမပိုင်တဲ့အရာဆိုပြီးတော့မှပြောလိုက်တာပေါ့နော် possessive pronoun possessive adjective ဆိုလို့ရှိရင်သူ့ရဲ့အနောက်မှာ noun လေးလိုက်ပြရတယ်
possessive pronoun ဆိုလို့ရှိရင်တော့နောက်က noun လိုက်ပေးစရာမလိုပါဘူးဒီနေ့ pronoun ၄မျိုးအကြောင်းကိုလေ့လာခဲ့တယ်ပေါ့နော်အဲ့တော့စာရမရစစ်ပါမယ်Rose ကစာကြောင်းလေးတွေပြောပြမယ်အဲ့ဒီစာကြောင်းလေးတွေမှာမှားနေတဲ့နေရာလေးတွေရှိလို့ရှိရင်ပြင်ပေးရမှာဖြစ်ပါတယ်အဲ့တော့အချိန်5စက္ကန့်ရပါမယ် She is my friend I like sheအဲ့ဒီမှကိုပြောပါမယ် She is my friend I like her ဟုတ်ပါတယ်ရှင်းနေရမှာ her ဖြစ်ရမှာပါ Okay နောက်တစ်ခုသွားကြည့်အောင် This is her book This is her ဘယ်နှလေးမှမှားတာဖြစ်မှာလဲ This is hers ဟုတ်တယ်နော် her book ဆိုတာကဒီ possessive adjective ရဲ့နောက်မှာ noun လေးလိုက်ပြရတာမှန်တယ်နောက်က noun မပါဘူးဆိုလို့ရှိရင်တော့ possessive pronoun ဖြစ်ရမှာပေါ့နော် hers အစလေးထည့်ပြရမှာပါအဲ့တော့ပြန်ပြောမယ်ဆိုရင် this is her book this is hers ဒီလောက်ဆိုရင် pronoun နဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်သုံးနိုင်လိမ့်မယ်လို့ယူဆပါတယ်ကိုတိတ်ပြီးတော့မယုံကြည်သေးဘူးထပ်ပြီးတော့လေ့ကျင့်ခန်းလေးလုပ်ချင်သေးတယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာပေးထားတဲ့ link လေးကနေဝင်ပြီးတော့ PDF file လေးကို download ဆွဲပြီးရင်လေ့ကျင့်ခန်းလေးတွေထပ်ပြီးတော့မှဖြည့်လို့ရပါတယ်အဖြေပါတစ်ခါတည်းပါတာဖြစ်တဲ့အတွက်မှန်လားမှားလားဆိုတာကိုတစ်ခါတည်းစစ်ဆေးနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ပို့ပြီးတော့တော်တဲ့ပို့ပြီးတော့အင်္ဂလိပ်စာမှာထူးချွန်တဲ့ကျောင်းသားတွေဖြစ်ကြပါစေရှင်